မြင်သွားပါတယ်။ဖြတ်မောင်းသွားရင်းနဲ့တောင်သူတို့ကိုနှုတ်ဆက်လိုက်ပါသေးတယ်။ဒါပေမဲ့ဒေးဗစ်ရဲ့ထောင်ချောက်ထဲတက်တိုးဝင်ပြီးသွားပြီဆိုတာကိုတော့သတိမထားမိခဲ့ပါဘူး။ကံကောင်းလို့သာဂျက်ကကားမောင်းကျွမ်းကျင်နေလို့အသက်အန္တရာယ်မရှိခဲ့တာပါ။မြို့ရဲရောက်တော့စိတ်ငြိမ်အောင်တောက်ဖို့ဘားထဲဝင်ပေမဲ့ဒေးဗစ်တို့နဲ့ထပ်ဆုံပါတယ်။သူတို့ရဲ့ရန်လိုတဲ့အပြုအမူတွေမြင်ပေမဲ့ပြဿနာမဖြစ်ချင်လို့သူတို့အတွက်ပါရှင်းပေးပြီးမြင်မြန်ပြန်လာခဲ့ပါတယ်။နောက်ရက်အနည်းငယ်ကြာတော့မြို့ကပါတီပွဲကိုဇနီးမောင်နှံ2ယောက်သွားတတ်ပါတယ်။အဲ့ဒီမှာရိုးသားတဲ့ကောင်လေးတစ်ယောက်ကသူ့ကောင်မလေးနဲ့တရားဝင်တွဲခွင့်ရဖို့စူးစမ်းရာကနေကောင်မလေးဖေလူမိုက်ကြီးနဲ့ပြဿနာတက်ပြီးအထိုးခံလိုက်ရပါတယ်။ဘသူမှမတားရဲတော့လီဆာကအချိန်မီဝင်သားပေးလိုက်ပါတယ်။အဲ့ဒါကြောင့်လူမိုက်ကြီးကလီဆာကိုအညှိုးထားပါတော့တယ်။အဲ့ဒီနောက်မှာဂျက်ကအိပ်ယာဝင်ဖို့အဝတ်စားလဲနေတော့ဘီရိုဖွင့်လိုက်ပိတ်လိုက်လို့ပြီးကတင်ပေါ်တိတ်တိတ်လေးထိုင်နေပါတယ်။လီဆာကနားမလဲလို့ဘီရိုဖွင့်ကြည့်လိုက်တော့သူတို့ကြောင့်လေးအသက်ခံထားရပြီးအထဲမှာချိတ်ဆွဲထားတာတွေ့လိုက်ရပါတယ်။ဂျက်ကတကားတွေပြတင်းပေါက်တွေအញ្ញံပိတ်ပြီးခဏနေရင်အဆင်ပြေသွားမှာပါလို့ပြောပေမဲ့လီဆာကတော့ဒေါသထွက်လုံးလို့တိမခံနိုင်တော့ပါဘူး။တနက်ဆွဲယူပြီးလက်စားချေဖို့ပြင်ပေမဲ့ဂျက်ကတားလိုက်ပါတယ်။လူသက်သမားဘသူမှမသိသေးလို့တေချာစုံစမ်းပြီးမှလှုပ်ရှားတာပိုကောင်းမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့ဒေးဗစ်တို့အဖွဲ့အလုပ်လာလို့တော့ဂျက်ကပြတင်းပေါက်ကနေလှမ်းကြည့်နေပါတယ်။သွားမေးလို့လည်းမရတာမို့ထောင်ချောက်ဆင်ဖို့အကူအညီတောင်းတယ်လို့နဲ့သူတို့ကိုအိမ်ထဲဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလီဆာကဘီယာလာချပေးရင်ကြောင်းနာမဲခေါ်ပြီးသူတို့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ပါတယ်။ဒါပေမဲ့ဂျက်အံ့ဩသွားတာကဒေးဗစ်တို့ဟာဘာမှမဖြစ်တယ်လို့တီတီငိမ့်ငိမ့်ပဲနေကြပြီးဂျက်ကိုအမဲလိုက်ထွက်ဖို့ခေါ်ပါတယ်။ဂျက်လဲကြောင်ကိုဘသူတက်လဲသိကျင်တာနဲ့နောက်တနေ့မှာသူတို့နဲ့အတူထရက်ကားစီးပြီးလိုက်သွားပါတယ်။ကားပေါ်ကဆင်းချင်းမှာပဲဂျက်ကစကားစာပြောလိုက်ပါတယ်။ဘသူကသူ့အိမ်ကိုဖောက်ထွင်းပြီးဒီလိုလုပ်တာလဲဆိုတာမေးလိုက်တာပါ။ဒါပေမဲ့ဒေးဗစ်တို့အဖွဲ့ကကြိုတင်တိုင်ပင်ထားတယ်လို့ပါပဲ။ဘာမှမသိဘူးလို့ညင်းရင်းနဲ့ဂျက်ကိုတောနက်ထဲဆက်ခေါ်သွားကြပါတယ်။ဂျက်တယောက်မြူကိုတွေကြားဖျက်လျှောက်သွားတဲ့အချိန်မှာသူ့နောက်ကလူတွေပျောက်သွားတာသတိထားမိလိုက်ပါတယ်။ဒါနဲ့သူလည်းအတန်ကုန်ဟစ်ပြီးလန့်ခေါ်လိုက်ပါတယ်။အဲ့ဒီလိုလန့်ခေါ်လိုက်ပြီးတိတ်မကြခင်မှာပဲကြီးစံတောင်သူ့ဘေးနားကပ်ပြီးဖြတ်တန်းသွားပါတယ်။အချိန်မီမရှောင်လိုက်နိုင်ရင်အဲ့ဒီနေရာမှာတင်တေးသွားနိုင်ပါတယ်။သူကကြံတဲ့လူတွေကိုပြန်ပြောပြပေမဲ့သူတို့ကမတော်တဆဖြစ်တာပါလို့ပဲစင်ကြေပေးပြီးတောထဲကိုစုပ်ဝင်သွားကြပါတယ်။ဂျက်ကအမဲလိုက်ဖို့ပဲအာယုံဆိုင်နေတော့ဒေးဗစ်တယောက်လူစုကွဲပြီးပျောက်သွားတာသတိမထားမိလိုက်ပါဘူး။တကယ်တော့ဒေးဗစ်ကလီဆာကိုမကောင်းကြံဖို့ဂျက်ရဲ့အိမ်ရှိကိုရောက်နေခဲ့ပြီဖြစ်ပါတယ်။